advanced vocabulary တွေကိုတခါတည်း for example တွေနဲ့တွဲပြီးတော့လေ့လာကြမယ်နော် clarifying ရှင်းလင်းစွာဖော်ပြသည်ဆိုတဲ့အဓိပ္ပာယ်ပါ For example, the teacher clarified the lesson. ဆရာမကသင်ခန်းစာတွေကိုရှင်းပြသည်ဆိုတဲ့အဓိပ္ပာယ်ပါ consistent တသမတ်တဲ့ဆိုတဲ့အဓိပ္ပာယ်ပါ For example, her performance is consistent. သူမရဲ့စွမ်းဆောင်ရည်ကတသမတ်တဲ့ရှိနေပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါ Okay နောက်ထပ်တစ်ခုပေါ့နော် confident ယုံကြည်မှုရှိသောဆိုတဲ့အဓိပ္ပာယ်ပါဒီစလုံးကတော့လူတော်တော်များများသိပြီးသားပေါ့နော် For example, she feel confident about her exam. သူမရဲ့စာမေးပွဲအတွက်သူမကယုံကြည်မှုရှိနေတယ်ပေါ့နော် confident ရှိနေတယ်ပေါ့ assume ယူဆသည်ဆိုတဲ့အဓိပ္ပာယ်ပါ For example, I assume she is busy today. ဒီနေ့သူမအလုပ်ရှုပ်နေတယ်လို့ငါယူဆတယ်ဆိုတဲ့အဓိပ္ပာယ်ပါ attain ရရှိခြင်းရရှိအောင်မြင်ခြင်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော် For example, she attained a high level English. English စာမှာသူကပေါ့နော် high level ရရှိခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် demonstrate ပြသသည်သရုပ်ပြသည်ဆိုတဲ့အဓိပ္ပာယ်ပါ For example, the teacher demonstrated the experiment. ဆရာမကစမ်းသပ်ချက်ကိုပြသခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခု dominant အဓိကဖြစ်သောဆိုတဲ့အဓိပ္ပာယ်ပါ For example, English is the dominant language online. အင်္ဂလိပ်ဘာသာစကားက online မှာအဓိကဘာသာစကားတစ်ခုဖြစ်တယ်ပေါ့အဲ့လိုသဘောမျိုးပါနော် eliminate ဖယ်ရှားပစ်တာကိုပြောတာပေါ့နော် For example, we must eliminate errors. ငါတို့အမှားတွေကိုဖယ်ရှားပစ်ကြမယ်ဆိုတဲ့အဓိပ္ပာယ်ပါ Okay နောက်ထပ်စကားလုံးတစ်ခု deny ငင်းပယ်ပါဆိုတဲ့အဓိပ္ပာယ်ပါOkay, for example, he denied the accusation. သူကဆွဲချက်ကိုငင်းဆိုခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပါ derive ထွက်ပေါ်လာသည်ဆင်းသက်လာသည်ဆိုတဲ့အဓိပ္ပာယ်ပါ For example, many English words derive from Latin. အင်္ဂလိပ်စကားလုံးအများစုကလက်တင်ဘာသာစကားကနေပြီးတော့ဆင်းသက်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်ဆုံးတစ်ခုပေါ့နော် conventional ရိုးရာလို့လည်းပြောရဲပုံမှန်ဆိုလို့လည်းပြောရဲပေါ့နော် For example, this is a conventional method. ဒါကရိုးရာရဲ့နည်းလမ်းတစ်ခုပဲဆိုတဲ့အဓိပ္ပာယ်ပါအဲဆိုရင်ဒီရှယ်ခုသင်ပြီးသွားတဲ့ advanced vocabulary တွေကိုနားလည်မယ်လို့ထင်ပါတယ် Okay, for example လေးနဲ့ပြောပြထားတဲ့အတွက်ပို့ပြီးတော့ရှင်းလင်းမယ်ထင်ပါတယ်ပေါ့နော် Bye, thank you for watching. See you in my next video.